လန်းလေးတွေဖြစ်ဆွတ်စာလေးတွေကိုဒီနေ့ကျွန်တော်မျှဝေပေးမှာပဲဖြစ်ပါတယ်။မနေ့ကဗီဒီယိုလေးမှာဆိုလို့ရှိရင်အယိုးတွေအစစ်တွေအရွတ်တွေဘာကြောင့်ပျက်စီးရတယ်ဆိုတာကိုမျှဝေပေးခဲ့ပြီးဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်တဲ့ဘူးတုဒတွေကိုမျှဝေပေးတဲ့ကျွန်တော်ရဲ့အကောင့်လေးပေါ့နော် follow မလုပ်ရသေးဘူးဆိုလို့ရှိရင်ဆက်လက်ပြီးတော့လေ့လာလို့ရအောင် follow လေးလုပ်ပေးသွားပါ notification လေးနှိပ်ပေးသွားပါ subscribe လေးနှိပ်ပေးသွားပါခင်ဗျ။အခြားသူပေါ့နော်အခြားသောတငယ်ချင်းတွေသိအောင်လည်း share ပေးသွားပါအောင်ခင်ဗျ။ဒီနေ့မှာပေါ့နော်ကျွန်တော်တို့တွေအယိုးတွေအရွတ်တွေပေါ့နော်အစစ်တွေပျက်စီးလို့ကျွန်တော်တို့ခံစားရတဲ့ဒူးနာဝေဒနာတွေပြီးလို့ရှိရင်မတော်မဆထိခိုက်မှုကြောင့်ဒူးနာတယ်ခါနာတယ်ပေါ့နော်အယိုးစစ်တွေနာကျင်ကြိုက်ခဲလို့ရှိရင်ဘယ်လိုမျိုးနေထိုင်စားသောက်ရမှာလဲကျွန်တော်မျှဝေပေးမှာပဲဖြစ်ပါတယ်နေထိုင်စားသောက်ရမယ့်ပုံစံကကြတော့ကျွန်တော်တို့အစားအသောက်ကိုအရင်ဆုံးပြုပြင်ရမှာပဲဖြစ်ပါတယ်စားသောက်ရမယ့်အစားအစာတွေကဆိုလို့ရှိရင်ကျွန်တော်တို့သရင်ကြီးရွက်ရဲရွက်ပဲအမျိုးမျိုးရုံးပရီသည်ပြီးလို့ရှိရင်ကျွန်တော်တို့ငါးအမျိုးမျိုးတတိဝလံတွေမှာဆိုလို့ရှိရင်ငပြောသည်ပန်းသည်ပေါ့နော်ခရမ်းကျင်သည်ဒီလိုမျိုးတတိဝလံတွေကိုစားသုံးပေးရမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ပေါ့နော်ဂျင်းကိုလည်းပါဝင်ပြီးစားသုံးပေးရမှာဖြစ်ပါတယ်ကျွန်တော်ဆိုလို့ရှိရင်ရုံးမရီသည်ကိုပေါ့နော်ဒါနေ့တိုင်းစားတယ်ပေါ့နော်ဒါမှဒါရုံပြီးလို့ရှိရင်ရုံးမရီပင်တွေကိုလည်းပေါ့နော်စိုက်ပျိုးထားတာပဲဖြစ်ပါတယ်နေ့တိုင်းပေါ့နော်ကိုစိုက်ပျိုးထားတယ်ဆိုလို့ရှိရင်နေ့တိုင်းဝယ်ပေါ့နော်ဝယ်စရာမလိုပဲနဲ့ကိုယ့်အိမ်မှာနေကြိုက်တယ်လို့ခူးစားလို့ရပါတယ်ခင်ဗျနောက်တစ်ချက်ရှောင်ကျင်တဲ့အရာတွေကဆိုလို့ရှိရင်ဒညင်းသီးတို့စူပုတ်ရွက်တို့ပြီးလို့ရှိရင်မှုံမြင့်တွင်းအောင်စာတွေနဲ့အတွင်းကလီစာတွေကိုရှောင်ကျင်ရမှာပဲဖြစ်ပါတယ်ဝက်သားတို့ဘဲသားတို့ပြီးလို့ရှိရင်အကြောတင်းတဲ့အစားအစာတွေကဒါရှောင်ကျင်ရမှာပဲဖြစ်ပါတယ်ဒူးနာတဲ့သူတွေခါနာတဲ့သူတွေအနေနဲ့ကြက်ထုတ်လှုပ်ချင်တယ်ပေါ့နော်ရောင်ရမှုတက်တာအောင်ကြက်ထုတ်လှုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကြက်ထုတ်လုံနည်းလေးကိုပေါ့နော်တိုင်းရင်းစစ်ပညာရှင်တွေညွှန်ပြထားတဲ့အတိုင်းပြန်လဲပြီးတော့မျှဝေပေးမှာပဲဖြစ်ပါတယ်အဲ့ဒါကကြတော့ပေါ့နော်ကျွန်တော်တို့ကြောင်ပန်းရွက်အဆို30သားဘာလို့ပြီးလို့ရှိရင်တရင်ကြီးရွက်အဆို30သားဂျင်း9ကြက်သားစနွင်းမုံ9ကြက်သားနဲ့စာခါပေါ့နော်စာခါကကြတော့ပရစစ်ဆိုင်ဒီမှာရတယ်ပေါ့နော်စာခါ9ကြက်သားဒီလိုမျိုးအရာတွေကိုရောပြီးတော့ကျွန်တော်တို့အဝတ်ပါးပါးနဲ့ထုတ်ပြီးတော့ကြက်ထုတ်လုပ်ပေးလို့ရပါတယ်အရွက်တွေကိုထောင်းမယ်ဂျင်းတွေကိုထောင်းပြီးလို့ရှိရင်အမှုန့်နေနဲ့တမအောင်ရောမှွေရမှာပဲဖြစ်ပါတယ်ဒီလိုမျိုးကြက်ထုတ်လုပ်ပေးခြင်းအပြင်မိတ်ဆွေတို့ရဲ့ဘောနော်ရောင်ရမ်းနေတဲ့ဒူးနာခနာနေရာများကိုဒါကြက်ထုတ်လုပ်ပေးခြင်းအပြင်တက်တာသွားစီမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ပေါ့နော်ဖြစ်ဆွက်စာသုံးညင်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒူးနာခနာအယိုးအစစ်တွေပေါ့နော်အဓိကထုတ်လုပ်ထားတဲ့ဒီယာဖြစ်ဆွက်စာရှိပါတယ်အဲ့ဒီဒီယာဖြစ်ဆွက်စာကိုသုံးကျင်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ချက်ပေါက်မှာလာပြီးတော့မေးလို့ရပါတယ်ခင်ဗျအားလုံးပဲတငယ်ချင်းများအားလုံးပေါ့နော်ကျမ်းမာပျော်ရွှင်ပြည့်စုံတဲ့ဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေခင်ဗျကျွန်တော်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ